ရွေးရှားနေတဲ့ကြောက်တုံးများအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်တက်ဗယ်လီမှာရှိတဲ့ကြောက်တုံးကြီးတွေဟာလူဒါမှမဟုတ်တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့တွန်းပို့မှုမပါဘဲသူတို့အလိုလိုရွေးလျားနေကြတာပါကြောက်တုံးတွေနောက်ွယ်မှာကြံရစ်ခဲ့တဲ့လမ်းကြောင်းတွေကြောင့်ရွှေ့နေမှန်းသိရပေမဲ့ဘသူကမှရွှေ့နေတာကိုမျက်မြင်မတွေ့ဘူးပါဘူးသိပ္ပံပညာရှင်တွေကတော့ဒါဟာရေခဲလွှာပါးလေးတွေနဲ့လေးတိုင်းနှုံးကြောင်းလို့ယူဆကြပေမဲ့အခုထိတော့အံ့ဩစရာဖြစ်နေစေပါပုပ်ပွက်ဆူနေတဲ့မြစ်အမေဇုံတောနက်ထဲမှာရေနွေးငွေတွေတထောင်းထောင်းထနေတဲ့မြစ်တစ်စင်းရှိပါတယ်ဒီမြစ်ထဲကိုကျသွားတဲ့ဘဲကောင်းမဆိုချက်ချင်းပြုတ်ထွက်သွားနိုင်လောက်အောင်အပူချိန်ပြင်းပါတယ်ပုံမှန်အားဖြင့်တော့မီးတောင်ရှိတဲ့နေရာတွေမှာပဲဒီလိုရေပူမြစ်တွေရှိတတ်ပေမဲ့ဒီမြစ်ကတော့အနည်းဆုံးမီးတောင်နဲ့မိုင်ပေါင်း400ကျော်ဝေးနေတာကြောင့်ဘာကြောင့်ဒီလောက်အပူချိန်ပြင်းနေလဲဆိုတာကပဟေးလီဖြစ်နေတော့မှာပဲကောင်းကင်ယံကငါးမိုးဟွန်ဂျူရက်နိုင်ငံကယိုရိုဆိုတဲ့မြို့လေးမှာနှစ်စဉ်နှစ်တိုင်းအနည်းဆုံးတစ်ကြိမ်လောက်ကောင်းကင်ကနေငါးတွေမိုးဖြစ်ရွာချလေးရှိပါတယ်မိုးသက်လေပြင်းတွေကြာရောက်ပြီးနောက်မှာမြေပြင်ပေါ်မှာငါးရှင်လေးတွေအများကြီးကြံရစ်ခဲ့တာပါသိပ္ပံနည်းကြရတော့လေစင်နှမောင်းကရေထဲကငါးတွေကိုတဲဆောင်လာတာလို့ပြောကြပေမဲ့မြို့ခံတွေကတော့ဒါကိုနတ်ဖျားရဲ့ကောင်းချီးပေးမှုလို့ယုံကြည်ကြပါတယ်ထာဝရမီးတောက်နေသောရေတခွန်နယူးယောက်ပြည်နယ်ကရေတခွန်လေးတစ်ခုရဲ့နောက်ွယ်မှာဘယ်တော့မှမငြိမ်းတဲ့မီးတောက်လေးတစ်ခုရှိနေပါတယ်ရေတွေတဖွဲဖွဲကျနေတဲ့ကြားထဲမှာဒီမီးတောက်ကဘလို့ဖြစ်ပြီးဆက်တောက်နေတာလဲဆိုတာထူးခြားပါတယ်မြေအောက်ကတဘာဝတက်ငွေတွေထွက်နေတာကြောင့်ဖြစ်ပေမဲ့ရေတခွန်ထဲမှာမီးတောက်ရှိနေတဲ့မြင်ကွင်းကတော့ရုပ်ရှင်တွေကတိုင်လှပပြီးထူးဆန်းနေပါတယ်